Kể mình là bác đi video mà đó thì nghe tay nó theo nghe tay để cho nó giúp cho mà phía bà đây thì nghe tay nó thì nghe tay giúp cho mà sau đó nghe tay giúp ra giúp xong bà đi lừa là sau đó cho nó nghe tay theo mình mà ok thu nghe tay để tàn trả là nó bà biết sau đó cho nó để speaker để point ra để speaker để point ra this speaker ga khu cho nó apong mà thì nghe cái lê được không nó đi cái lê được cho nó tàn nhiều vô đó anh nhiều point ra là tiếp vào đây nhiều file này cho nó ngã luôn cho luôn point ra đấy thì mà khu đi cho luôn cho nó bay mà đam mà cho nó cái theo đi theo nghe được à còn theo mà cho nó chịu được mà bọn đi một point khi mà cho đi mà mi point mà nó đi mà mi xí đấy đi mi rồi cho aku mi là con bay ra đấy thế mà mi là con bay mà cho nó tu rồi bây giờ mà đã tu rồi khổ ra bọn nó mi point mấy ao thế làm mất cho nó khổ đi mà mi point mà ok mi là con point khi đi con bay mà bọn cho nó asa này khổ chết bay mà ok ata na phẳng chứ nó ok ata nó khúc baby the khu the chamber the khu payment nó ok baby ok ata mình trả đâu nó ok đó là baby ok đã baby bị suy cho nó đi mà cho nó đi papa lên mà cho nó shop point ra nó đi shop của nó cho nó payment đi shop cái cho nó đi nghe ta bỏ mà em nhau này bảo là tay là chơi là bảo là tay rồi được khai đấy tua từ shop phía mà đã theo mấy样mà có cá quế là là được bay mà pi lô xin cho nó theo point biển ok aqua theo mà nghe được thuận này đi là nghe bờ long mía lên rồi là đi mà chị对了အခုနဒီမီးတယ်မဖွင့်ဘူးမပွင့်ဘူးเนาะမင်းကိုပိတ်ထားတယ်ဒီမှာငက်ချီတယ်ဒါဒီငက်ချီတယ်ကျုံရမှာဆိုတော့တလားတစ်ခါနှစ်ခါလာကျုံပေးရတယ်ဒီအဖြူတွေကသူတို့ဥတယ်เนาะအခုဒီဥတွေသူတို့ပေါက်နေပြီဒါငက်တိုက်ယူဖို့အတွက်ပြင်ဆင်တာเนาะကျွန်တော်ဒီမှာငက်ရအခုမီးဒီမီးပဲဖွင့်ပြီဆိုတော့သူတို့ငက်ရထွက်နေပြီတလားငက်ထွက်ပြီငက်မရှိတော့ဘူးဟာဒါကို10မိနစ်လောက်စောင့်ပေးလိုက်မီးဖွင့်ပြီဆိုလို့ရှိရင်မီးဖွင့်ပြီဆိုရင်โอเคဒါစပီကာခုနဖွင့်ထားတဲ့စပီကာတွေအကောင်လုံးဒီအမေလေးအမေကိုဒီအမေတွေအကောင်လုံးစပီကာဒီမှာဒီစပီကာဒီလိုမျိုးဒီမှာခုနအတန်ဖွင့်ထားတဲ့ဟာတွေဒီလိုမျိုးအကောင်လုံးအဲ့ဒီအခန်းဖွေးပေးရပါတယ်အခန်းဖွေးပေးရင်သူတို့အတိုက်ဆောက်တာပိုလွယ်တယ်ပေါ့နော်အဲ့လိုမျိုးတခန်းအဲ့လိုမျိုးအတိုက်အခန်းဖွေးပေးလိုက်ဒါနှစ်ဆင်းစာနော်ဒီကောင်နှစ်ဆင်းဖြစ်ပါတယ်အပေါ်မှာတစ်ဆင်းရှိသေးတယ်ဒီလေကအပေါ်မှာတစ်ဆင်းဒီအောက်မှာတစ်ဆင်းအဲ့လိုမျိုးအခုအတိုက်ကိုယူမှာသူတို့အတိုက်ယူမှာကျွန်တော်တွေ့လားဟိုးမှာအတိုက်တယ်ဒီလိုမျိုးအတိုင်းတွေတဲလေးမျိုးရှိတယ်နော်ဒီအတိုင်းတွေကိုကျွန်တော်ယူမှာဒီအတိုင်းဘယ်လိုမျိုးယူရလဲဆိုရှင်တစ်လအနည်းဆုံး2လပေါ့နော်အများဆုံးအလောဆုံး2လဆိုရင်ကျွန်တော်ယူလို့ရပြီတခါကြလို့ရှိရင်သူတို့အတိုင်းထဲမှာအူးတွေသူတို့ကလေးတွေရှိလို့ရှိရင်ယူလို့မရဘူးမယူရဘူးသူတို့အူးတွေကလေးတွေမရှိတဲ့အတိုက်တွေပဲကျွန်တော်ကယူမှာဒါပေမဲ့အတိုက်တွေယူတဲ့နေရာမှာအကုန်လုံးယူလို့မရဘူးကွာသိလားဥမာအများအနည်းဆုံးလက်3လုံးလောက်ရှိတဲ့ဟာမျိုးပဲကျွန်တော်ယူမှာကြီးလို့ရှိရင်ပိုးမစေးကောင်းတယ်ကွာတေးလို့ရှိရင်သူတို့ပြန်လုံးမှာလေသူတို့အတိုက်ဆောက်တော့မပြီးသေးဘူးအဲ့ဒါကြောင့်မယူသေးဘူးအဲ့လိုမျိုးပေါ့ဆိုတော့ဘယ်လိုမျိုးဟာဘယ်မျိုးယူရမယ်ဆိုလို့ရှိရင်ဟိုမှာ
ဒါမျိုးဆိုရင်ကျွန်တော်ယူလို့ရမယ်ဒါမျိုးဆိုရင်ကျွန်တော်ယူလို့ရမယ်ဒါလက်သုံးလုံးထက်ကျော်သွားပြီဒီကောင်ကဒါမဲ့လက်သုံးလုံးကျော်သွားပြီဆိုမဲ့အထက်မှာအဦးတွေကလေးတွေရှိလို့ရှိရင်ယူလို့မရဘူးပြောရဆိုလို့ရှိရင်သူတို့ကလေးတွေဦးတွေကထားကြမရှိဘူးလေအဲ့လိုမျိုးပေါ့ဒါမျိုးအခုဘယ်လိုယူရမလဲဆိုတော့ကိုကျွန်တော်ပြောပြပေးမယ်နော်ဒီငှက်သားကြီးအခုအထဲမှာကျွန်တော်မီးဖွင့်လိုက်ပြီဆိုလို့ရှိရင်သူတို့အပြင်ကိုထွက်တယ်အပြင်ကိုထွက်လိုက်တယ်ပေါ့အခုကျွန်တော်ယူရချိန်က3 နာရီလောက်ရှိတော့ပြီပေါ့နော်နေခင်းမှာပဲယူလို့ရတယ်ညမှယူလို့မရဘူးသူတို့ကမနက်9 နာရီဆိုလို့ရှိရင်အပြင်ထွက်ပြီပြီးရှင်မိုးချုပ်9 နာရီလောက်ဆိုရင်သူတို့ကပြန်ဝင်ပြီအဲ့လိုမျိုးဒါငှက်တိုက်ပေါ်မှာအလုပ်လုပ်မှပါညာဆိုလို့ရှိရင်တော့မနေခင်းမှာပဲလုပ်လို့ရမယ်ညဘက်သူတို့ဝင်ချင်တဲ့ချိန်သူတို့ထွက်ချင်တဲ့ချိန်မှာကျွန်တော်လုပ်ရင်သူတို့ကအထက်ကိုမခိုးဘဲနဲ့တခြားနေရာမှာသူတို့ပြောင်းသွားမှာပေါ့နော်အဲ့ဒါတွေကိုရှိသေးတယ်ဒါကြောင့်မလို့အခုကျွန်တော်3 နာရီကျော်လောက်ရှိပြီအခုဒါအတိုင်းယူမှာထဲကဲသွားမယ်နော်ကဲကျွန်တော်ယူတော့မှဆိုလို့ရှိရင်ဒီအတိုက်ကိုဓာတ်နဲ့ချစ်တာပေါ့နော်အခုဒါဘယ်ဓာတ်နဲ့ပဲဖြစ်ရတယ်အဓိကသူတို့အတိုက်ကိုမကွေးဖို့ပဲအရေးကြီးတယ်သူတို့အတိုက်တွေကြေသွားရင်တော့ဆေးမရတော့ဘူးနော်ဆေးမရဘူးဆိုတော့ကအလုံးလိုက်မရတော့ဘူးကွာတိလားအကောင်လုံးကြေမွားတော့ပြီဆိုလို့ရှိရင်အဆင်မပြေဘူးအဲဒါကြောင့်မလို့ကျွန်တော်မကြေအောင်တေချာထိုးမယ်တေချာကလောမယ်ဒါစင်းနဲ့ဒီစင်းနဲ့ကျွန်တော်တွားပြီးမှတောင်းပြီးမှဒါကလောမယ်โอเคဒီအူကိုဒီအတိုက်ကိုအထက်မှာအူရှိလားခလေးရှိလားဆိုတော့ကျွန်တော်ကန်ကြည့်လက်နဲ့နိုင်အဲ့ဒီမှာကန်ပဲနဲ့ကျွန်တော်ဒီမန်နဲ့ကြည့်တာမျိုးလို့ရှိသေးတယ်နော်တခြားနေရာမှာတချို့တွေဆိုလို့ရှိရင်မန်နဲ့ကြည့်တယ်ကျွန်တော်လက်နဲ့ထိသူတို့လူနာရလို့ရှိရင်တိတ်ဟိုပြန်မလာချင်ဘူးပဲလိုမျိုးပုံစံမျိုးပေါ့ဒါပေမဲ့ကျွန်တော်ကခဏနေဒီကျွန်တော်အတိုက်ယူပြီးရင်ဆေးဖြန်းလိုက်မှာဒါပေမဲ့ဘာဖြစ်ဘူးဒါကျွန်တော်စမ်းကြည့်မှာโอเคဒါဆိုရင်ဘာဖြစ်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ယူလို့ရတယ်ယူလို့ဘယ်လိုယူမလဲဆိုလို့ရှိရင်ဒီအားကနေခွာအပေါ်ကနေလုံးဝမခွာရဘူးနော်ဒီအားကနေပဲကျွန်တော်ထိုးအဲ့လိုမျိုးထိုးဘေးကနေအဲ့လိုမျိုးနော်ဒီကောင်ဒီလိုမျိုးယူလိုက်โอเคဒီဒါမျိုးရှင်ဒီကောင်လေးဒီကောင်ဆိုရင်ခုအူးရှိတာအူးရှိရင်ယူလို့မရဘူးကလေးဒီကောင်အူးမရှိတာဟာလည်းကျွန်တော်ယူလို့ရမှာโอเคဒါမျိုးလေဒါမျိုးလေနော်ဒါမျိုးလေโอเคဒါမျိုးယူရတာဖြစ်တယ်โอเคဒါမျိုးလေပေါ့နော်သူတို့အတိုင်းဆောက်ထားတာသူတို့ပြန်ခွာလို့ရှိရင်သူတို့ဟောင်းပြန်သူတို့နေရာမှာပြန်ဒီဆောက်တယ်သူတို့အကုန်လုံးဒါမျိုးပေါ့နော်ဒီကောင်စပီကာနော်ဒီကောင်စပီကာသူတို့အတိုင်းထည့်ပေးတာကဲဒါလည်းအကုန်လုံးဒါမျိုးယူရတာပါโอเคဆိုတော့ဒါပြီးပြီနော်ဒါအကုန်လုံးယူပြီးတဲ့ဥစ္စာဒီလောက်ရတယ်နော်ဒါမျိုးတွေနော်ကဲဒါမျိုးတွေသူတို့အတိုက်ပေါ့နော်သူတို့သွေးနဲ့စောက်ထားတဲ့အတိုက်ဒီကောင်က20 ကီ20 လီတာဒါ20 လီတာကိုဒါဘုံပြည့်မရဘူးကောင်ဗာနေတယ်ဗာဖြစ်လို့ဆိုလို့ရှိရင်ဟိုကအူးတွေသူကလေးတွေအများကြီးရှိသေးလို့သူတို့အတိုက်ထဲမှာလေဆိုတော့ဒီကောင်အတိုက်ဒီကောင်အထက်နဲ့ထက်ပေါ့နော်နှစ်ဆင့်ဒီနှစ်ဆင့်ကိုဒီလောက်ရတယ်ဆိုတော့ဒါနေသေးတယ်ပေါ့ပြောမှဆိုလို့ရှိရင်ဒီကောင်နေသေးတယ်ဒီကောင်ဘယ်နှကီလိုလောက်ရှိမလဲဆိုလို့ရှိရင်3 ကီလို4 ကီလိုလောက်ရှိမယ်4 ကီလိုလောက်ရှိမယ်အဲ့လောက်ရှိမယ်ကျွန်တော်ခန့်မှန်းတာပေါ့နော်ဆိုတော့အဲ့လောက်ရှိမယ်ဆိုတော့1 ကီလိုကိုအခုပေါက်စိနေဆိုလို့ရှိရင်10 သိန်း20 ကီလိုကိုမြန်မာငွေနဲ့တော့မှဆိုလို့ရှိရင်ဒီကောင်က30လောက်ရှိတယ်နော်
တင်းနဲ့စစ်တင်းလောက်ရှိတယ်နောက်ဆိုရင်ဒီကောင်ကအကောင်လုံးဒီမှာ3ကီလိုလောက်ရှိမှဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲအနည်းဆုံးစစ်တင်းကိုတွက်ကြည့်ကွာစစ်တင်းဆိုလို့ရှိရင်စစ်တင်းကို3ခါမြောက်လိုက်ဘယ်လောက်ဖြစ်တော့မလဲတင်း30လောက်တင်း30လား20တင်း40ကျော်လားအဲ့လောက်ဖြစ်တော့မှာပေါ့နော်ဒီကောင်တန်တယ်ပေါ့နော်ဒီကောင်တင်း50နီးပါးကွာတင်း50နဲ့တင်း30ကြားဒီတဘုံစာအဲ့လောက်ရှိတယ်နော်โอเคပြီးတော့ဆေးဖြန်းပြီဆိုလို့ရှိရင်အခုကဒီအတိုက်ယူပြီးပြီဆိုလို့ရှိရင်ဆေးဖြန်းမယ်နော်ဆေးကဘာဆေးလဲဆိုလို့ရှိရင်ကျွန်တော်ခုပြမယ်โอเคဒီဆေးနော်ဒီကောင်ဘယ်လောက်ဂရမ်လဲ130 mm ကို20ဒီကောင်နှစ်ခွက်3တယ်20လီတာဒီကောင်ဘာလို့ဆိုရင်ဟိုရင်ကောင်းတယ်ပါတယ်ပိုးတွေပေးရဆဲတယ်မလားကျွန်တော်ဆေးဖြန်းဒီကောင်ဖြန်းပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အနမ်းတွေပါတယ်ပြောက်တယ်ကွာလူအနမ်းတယ်ကဲဒီဆေးဖြန်းတယ်နော်လူအနမ်းပြောင်းသူတို့ပြည့်ဆဲတယ်ပါတယ်ပြောင်းဒါသူတို့ဒီလိုမျိုးဖွဲ့စည်းပေးထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ခုနဒီအတိုက်တွေပါတော့အကုန်လုံးယူပြီးဆေးတွေပါတယ်ဖြန်းပြီးဆိုလို့ရှိရင်ကျွန်တော်ဒီကောင်တွေ amplifier တွေအကုန်လုံးပြန်ဖွင့်မယ်နော်သူတို့ပြန်ဖွင့်မယ် short လည်းပြန်ဖွင့်မယ်ပြီးလို့ရှိရင်မီးလည်းပြန်ပိတ်မယ်မီးပိတ်မယ်အဓိကမီးပိတ်ဖို့မေးခွက်ရေးကြည့်တယ်နော်ကောင်းဒါသူတို့ ready made standby ဒါ solar စနစ်ဒါ battery နဲ့တောင်းထားတာဒါမီးဒီကလည်းမီးနေမပူဘူးဆိုလို့ရှိရင်ဒီလက်စီမီးနဲ့တောင်းမှဒီလက်စီမီးတွေခဏအဲ့လိုမျိုးပြတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော် solar မီးနဲ့ auto ချိန်မယ်နော် solar မီးနဲ့တစ်ခါတည်းတောင်းမှဒီမျိုးစနစ်ဖြစ်ပါတယ်ကဲဒါငှက်တိုက်ဆောက်တဲ့ပုံစံကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဒါငှက်တိုက်ဆောက်တာကျွန်တော်တန်လာမတန်အောင်လားဆိုလို့ရှိရင်မင်းစလို့စဉ်းစားပါဒါတန်တယ်လို့ပြောရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်အလုပ်လေးတက်တာတယ်ကွာလက်လည်းတိတ်မဝင်ဘူးဒါပဲပေါ့နော်ဒါဗီဒီယိုတော်တော်ရှည်တော့ပြီဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ